မေချက်ကျွေးတဲ့ထမင်းတွေလွမ်းတာပေါ့ အမေချက်ကျွေးမွေးငါကိုစားခြင်းလို့ ဟာ သမီးလေးမူရဆိုတယ်နော်သမင်းဟင်းလက်ဆက်ဟတဲ့အောင်ဖြစ်တဲ့ပူနော် ဒီမှာမွေးနေ့ကိတ်ကဘသူပို့ခိုင်းတာလဲကိုသိလား အမေ အမေပို့ခိုင်းတာမမေကဘလို့ပြောထားတာတော့ညီမလေး မင်းကလားမကိတ်လာပို့မယ်လို့ပြောထား ပါသေးတယ် တာပါ ဘာပါလဲခမ်းမန်းကြီးလေညီမလေး ပန်းစည်းလားအဲ့လိုတော့မသိကိတ်ပဲလာပို့မယ်လို့သိရ ဟုတ်တယ်သူလိုက်ရှာနေရှောက်ရှာနေပါသေးတယ်ညီမလေးနော်တစ်ချက်လက်ဆောင်လေးကိုကြည့်ဖို့ရတော့မမမျက်လုံးလေးတစ်ချက်မိတ်လိုက်အောင်မယ်နော် Happy birthday ပါမွေးနေ့ရှင်လေးဒီနေ့မှစပြီးကောင်းခြင်းဒုက္ခများနဲ့ပြည့်စုံပါစေအပေါင်းအသင်းတငယ်ချင်း ညီမလေးကြည့်ဖို့ ready ဖြစ်ပြီလား ready ဖြစ်ပြီလားစိတ်လှရှာနေလား နည်းနည်း နည်းနည်းစိတ်လှရှာတယ်အခုဖွင့်လိုက်တော့မယ်နော်ညီမလေး ပါမွေးနေ့ရှင် 1 2 3ဟုတ်တယ်ညီမလေးလူချင်တဲ့ပန်းစီနော်လိုက်ခံလိုက်ပါဦး ချင်းများရ ခါမှလို့ပဲကိတ်ပဲလို့ထင်တာနဲ့ကိတ်ပဲထင်တော့ပြောတာပေါ့ ချစ်ရတဲ့သမီးလေးရေတဲ့နော်ညီမလေးပြောထားတာရှိသေးတယ်ဒီနေ့ကသမီးလေးရဲ့မွေးနေ့မွေးနေ့မြက်ကလေးပါတဲ့သမီးလေးကိုဖေဖေနဲ့မေမေတို့ရဲ့ဘဝတွေကိုရောက်လာပြီးခဲ့တဲ့အတွက်အမြဲတမ်းကျေးဇူးတင်ပြီးတော့အရင်လဲဂုဏ်ယူရပါတယ်တဲ့သမီးလေးအသက်ဘယ်အရွယ်ကိုပဲရောက်ဖေဖေနဲ့မေမေတို့အတွက်တော့သမီးလေးကအမြဲတမ်းချစ်ရတဲ့သမီးလေးပါပဲတဲ့ဘဝမှာဘလို့အခက်အခဲတွေနဲ့ကြုံလာပါစေစိတ်သက်မကြပဲကိုယုံကြည်ပြီးတော့အကောင်းဆုံးစူးစမ်းသွားပါနော်တဲ့သမီးလေးကျမ်းမာပျော်ရွှင်ပြီးတော့စိတ်ချမ်းသာပါစေလို့တဲ့ဖေဖေမေမေတို့ကဆုတောင်းပေးထားပါတယ်လူကောင်းတစ်ယောက်ဖြစ်ပြီးကိုယ့်ဘဝကိုကိုယ်တိုင်လှပအောင်တည်ဆောက်နိုင်ပါစေတဲ့သမီးလေးကိုတစ်ခါတလေဆူငေါက်ခဲ့တာတွေကလည်းသမီးလေးကိုတဲ့မချစ်လို့မဟုတ်ရပါဘူးတဲ့ဆူတာငေါက်တာတွေရောရှိတယ်ပေါ့စိတ်ဆိုးလား တူဒီရောသမီးဆိုဆို ဆူငေါက်တာလေးတွေကလည်းသမီးလေးကိုချစ်လို့ပါတဲ့လိမ္မာစေခြင်းလို့ပါတဲ့ဖေဖေမေမေတို့တွင်တင်ဆုံးမတဲ့စကားတွေမှာဒေါသတန်တွေလေးပါသွားတဲ့အခါကြရင်လေတဲ့ဂယုဏဒေါသဆိုတော့သမီးလေးသိစေခြင်းနဲ့တဲ့ဖေဖေမေမေတို့ရဲ့သမီးလေးမွေးနေ့ကနေစပြီးတော့နောက်နှစ်ပေါင်းများစွာအထိကောင်းခြင်းမင်္ဂလာတွေနဲ့ပြည့်စုံပြီးပေါ့ပျော်ရွှင်တဲ့ဘဝလေးကိုပြန်ပိုင်ဆိုင်နိုင်ပါစေတဲ့ဖေဖေမေမေတို့ကဆုတောင်းပေးလိုက်ပါတယ်နော်တဲ့ Happy birthday ပါချစ်သမီးလေးရေတဲ့ဖေဖေမေမေတို့ကတော့သမီးလေးကိုအမြဲချစ်နေမှာပါနော်တဲ့သမီးလေးရော ချစ်ပါ ချစ်မှာအခုဒီမဲ့ကျောင်းလာတာဆိုတော့လေပညာလေးလာတင်တာဆိုတော့ကျင်ညာတွေရောရှာနေပြီလား မရှိပါဘူး မရှိပါဘူးတဲ့ကဲသူတို့အတွက်တော့သမီးလေးကအမြဲတမ်းခလေးလေးပါပဲပေါ့နော်အမြဲတမ်းတကယ်လို့စုကဲငေါက်ခဲ့ရင်လည်းညီမလေးကနေပြီးတော့ဖြည့်တွေးပေါ့နော်ဒါငါ့ကိုကောင်းစေခြင်းလို့ပါဆိုတာမျိုးလေးပေါ့နော်ဖေဖေမေမေတို့ပေးတဲ့လက်ဆောင်တွေရောသဘောကျရဲ့လား ချတယ် ကျတယ်ပျော်ရဲ့လားညီမလေးပျော်တယ် 9သိန်းလောက်လား မကဘူးညီမလေး ကောက်ဘူး ဟုတ်တယ်မကဘူးညီမလေးများများသုံးလို့ရပြီ10 သိန်းညီမလေး10 သိန်းဖြုတ်သုံးတော့မှာလားဟုတ်လားသုံးစရာတွေရှိသလား 300လောက်ရှိဒါပေမဲ့မသုံးအဲ့လိုမျိုးမသုံးရဘူး ဟိုးမသုံးရဘူးဖေဖေမေတို့ပေးတဲ့လက်ဆောင်ကိုဘယ်ချိန်လောက်ထိတင်ထားအောင်မလဲ ဒါကတော့မတ်တရားအနေနဲ့တင်ထားမှာပါဘာလို့ကိုကပတ်စံလိုလို့ရှင်လည်းအမြဲမြဲပေးရလေအမြဲပေးရခါကြတယ်မျိုးအရေးတကြီးမလို့တရွေးတော့မသုံးပါဘူး စီသီလို့ခေါ်ရလားဟဲ့စီသီ အဲ့ရတဲ့ပြောဘာချင်းဒီတည်းရဒီကြောင်းတဲ့အချိန်လေးတစ်ခါတည်းကြာရင်အဲ့လိုမျိုးအိမ်လွမ်းနဲ့အိမ်ကိုပြန်ခြင်းနဲ့အဲ့လိုမျိုးသမင်းစားတဲ့အချိန်လေးဆိုလို့ရှိရင်အိမ်သမင်းအရင်စားခြင်းနဲ့ ဟုတ်တာပေါ့နော်ထမင်းနေကြမမေချက်ကြွေရလား ဟုတ်တယ် မမေချက်ကြွေတဲ့ထမင်းတွေလွမ်းတာပေါ့ အမေချက်ကျွေးမွေးငါကိုစားခြင်းဆို ဟာမဝင်ကတရားမဝင်ကားတွေရောစားကြည့်သေးလား စားခြင်းအဲ့မီအိမ်မှာပြန်တော့ချက်ကျွေးခိုင်းနေမှာအားလို့တဲ့နောက်ခါကျရင်ချက်ကျွေးအောင်လို့ပြောလိုက် ဟုတ်ကဲ့ပါဗီဒီယိုလေးပို့လိုက်မယ်နော်ဖေဖေမေမေတို့ရဲ့အချစ်လေးဆိုတော့လေဘယ်ချိန်လောက်ဒီစင်ငယ်ဘွားနဲ့နေမယ်စိတ်ကူးထားလဲ အနည်းဆုံးတော့30မတိုင်ခင်လောက်ထိပြောရမယ်ဆိုလို့ရှိရင်ပါဆိုတော့အခုကသူတို့ကကိုဦးစီးဖြစ်စေချင်တာတော့အဲ့ဒါအရင်စူးစမ်းမှာဟုတ်နောက်အခုဆိုးလာကွာဆိုးလာအခုနောက်ကစားပြီးလိမ်ပါမယ်ပေါ့ပြီးလို့ရှိရင်သူတို့ပြောသမျှနဲ့နားထောင်မယ်အပြင်သူတို့ဖြစ်ချင်တာအကုန်လုပ်ပြီးမယ် သမင်းဟင်းလက်ဆက်ဟတဲ့အောင်ဖြစ်တဲ့ပူနော်